လာပြင်းများရဲ့ဓာကောက်ရှင်အပိုင်း19တင်ဖုန်တယောက်ကတော့မိစ္ဆာကိုင်းကောင်းဆောင်ပြန်ထန်းရှင်ခိုင်းသမျှတသွေးမသိမ်းလှုပ်ဆောင်နေကြရပါတော့တယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့သူချစ်ရတဲ့ရှင်းရှင်းနဲ့တွေ့ရဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်တခြားကိုင်းဖွဲ့ဝင်တွေကိုရှင်းပြီးနောက်ဆုံးမှာတော့ပြန်ထန်းရှင်စီမှာရှင်းရှင်းနဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုခဲ့တဲ့အခါရှင်းရှင်းနဲ့ဘယ်တော့မှထပ်မတွေ့နိုင်တော့ဘူးလို့ပြန်ထန်းရှင်ကပြောလိုက်ပါတော့တယ်။ဒီစကားကိုကြားလိုက်ရတဲ့တင်ဖုန်ကအတော်လေးထိတ်လန့်သွားပြီးခိုင်ကောင်းဆောင်ကြီးတယောက်ဖြစ်တဲ့ချောင်ဖုံးကိုရှင်းရှင်းနဲ့တွေ့ခွင့်ပေးမယ်ဆိုတဲ့အတွက်အပီးတိုင်ရှင်းပေးခဲ့တာဖြစ်တဲ့အကြောင်းဘာလို့ခုလိုလုပ်ရတာလဲလို့မခံမရနိုင်ပြန်မေးလိုက်ပါတော့တယ်။ဒီအခါမှာတော့လျန်ထန်းရှင်ကတင်ဖုန်ကိုအတုံးချရှင်တာဖြစ်တဲ့အတွက်ရှင်းရှင်းကိုလောလောဆယ်တွေ့ခွင့်မပေးနိုင်သေးပဲသူခိုင်းတဲ့ကိစ္စကြီးတစ်ခုကိုထပ်လုပ်ပေးဖို့ပြောလိုက်ပါတော့တယ်။အစပိုင်းမှာတော့တင်ဖုန်ကစကားမတည်တဲ့မိစ္ဆာခိုင်ကောင်းဆောင်ကိုသူ့ရဲ့လက်ဆွဲတော်လက်နဲ့တိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့ချောင်ဖုံးကိုတက်ပြီးချိန်မှာတော့သူ့မှာရွေးချယ်စရာမရှိဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ရွေးချယ်စရာမရှိနောက်ဆုံးမှာတော့စန့်ကျန်းဆန်အိမ်ကိုပြန်ပြီးသူ့ရဲ့နောက်ဆုံးတာဝန်ကိုလှုပ်ဆောင်လိုက်ပါတော့တယ်။အဲ့ဒါကတော့ရှိသမျှဂိုင်းအကုန်လုံးကိုဒီ3ရက်အတွင်းဖိတ်ကြားဖို့နဲ့လာရောက်သမျှဂိုင်းသားတွေအကုန်လုံးကိုရှင်းလင်းပြဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ညရောက်လာတဲ့အခါမှာတော့ချောင်ဖုံးရဲ့သမီးရှောင်ရီကတင်းဖုန်စီကိုရောက်လာပြီးသူ့ရဲ့ခံစားချက်တွေကိုပြောပြနေခဲ့ပါတယ်။တင်းဖုန်ကလည်းသူ့ရင်ထဲမှာရှင်းရှင်းပဲရှိတဲ့အတွက်ဘယ်လို့မှလက်မခံနိုင်တဲ့အကြောင်းဒါသခင်ကြီးကိုလည်းသူကိုယ်တိုင်ပဲတတ်ခဲ့တာဖြစ်တဲ့အကြောင်းဝန်ခံပြောဆိုလိုက်ပါတော့တယ်။တကယ်တမ်းမှာတော့တင်းဖုန်ကလွန်ခဲ့တဲ့နှစ်တွေမှာလူကောင်းတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ခုလိုမျိုးမိစ္ဆာတွေခိုင်းသမျှလုပ်နေရတာနဲ့ပတ်သက်ပြီးအတော်လေးအပြစ်ရှိစိတ်ခံစားနေကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်သူမသူဖြစ်နေတဲ့ချောင်ရီကိုသူ့အဖေဖြစ်သူရဲ့အလောင်းစီကိုယ်တိုင်ခေါ်သွားပေးပြီးသူကိုယ်တိုင်တက်ဖြတ်ခဲ့တာဖြစ်တဲ့အကြောင်းသူဟာလူကောင်းတစ်ယောက်မဟုတ်တော့တဲ့အကြောင်းပြောပြီးထွက်သွားခိုင်းလိုက်ပါတော့တယ်။တစ်ဖက်မှာတော့ရှင်းရှင်းကတင်းဖုန်ကိုကဲ့ဖို့ပဲဆန္ဒပြင်းပြနေခဲ့ပါတယ်။ဒီကိစ္စတွေအားလုံးကိုရှင်းလင်းနေတာကတော့လျှို့လော့ဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်ရှင်းရှင်းကိုအတုံးချပြီးတင်းဖုန်ကိုပြစ်တင်စိတ်ဖြစ်လာအောင်စူးစမ်းနေခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့တင်းဖုန်ကရှင်းရှင်းကိုသူကိုယ်တိုင်ပဲရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုဆုံးဖြတ်ပြီးချိန်မှာပဲရှင်းရှင်းအမြဲတမ်းတီးနေကြတန်စင်လေးတစ်ခုကိုကြားလိုက်ရပြီးအဲ့တန်စင်အတိုင်းလိုက်သွားခဲ့ပါတော့တယ်။ဒါပေမဲ့ပုံနေတဲ့လူကဘယ်တော့မှမတွေ့နိုင်ဘူးဆိုတဲ့အတိုင်းရှင်းရှင်းကသူ့ကိုနောက်ဆုံးအနေနဲ့လာရောက်နှုတ်ဆက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ရှင်းရှင်းနဲ့မျက်နှာချင်းဆိုင်တွေ့ခွင့်မရခဲ့ပါဘူး။ဒါတွေအားလုံးကိုနားမလည်နိုင်ဖြစ်နေတဲ့တင်းဖုန်ကတော့ရှင်းရှင်းကိုအပြေးအလွှာလိုက်ရှာနေခဲ့ပြီးရှင်းရှင်းရဲ့အတန်ကိုပဲနားဆွနေခဲ့ပါတယ်။ရှင်းရှင်းကတော့သူကတင်းဖုန်ကိုနောက်ဆုံးတစ်ချိန်လာရောက်တွေ့ဆုံတာဖြစ်တဲ့အကြောင်းတင်းဖုန်ရဲ့ဘဝမှာသူ့ကိုမတွေ့ခဲ့ဘူးတဲ့မိန်းကလေးတစ်ယောက်အနေနဲ့တတ်မှတ်လိုက်ဖို့ပဲပြောနေခဲ့ပါတယ်။ဒါအပြင်သူသာစိတ်ကြည်နေမယ်ဆိုရင်စိတ်လိုလက်ရအကောင်လုံးလွတ်လွတ်လပ်လပ်လုပ်ပါလို့ပြောပြီးပြန်သွားခဲ့ပါတော့တယ်။ဒီအတန်ကိုကြားလိုက်ရတဲ့တင်းဖုန်ကတော့ချက်ချင်းပဲစံအိမ်တော်စီကိုပြန်ပြီးသူနဲ့မိစ္ဆာကိုင်းသဘောတူညီမှုကိုဖျက်ဖို့ကြိုးစားပါတော့တယ်။ဒါကြောင့်အေးဆက်မောင်မိုက်နေတဲ့ညကြီးမှာမီးရှို့ဟန်ပြလိုက်ပြီးလူစုလူဝေးတစ်ခုကိုဖန်တီးလိုက်ပါတော့တယ်။မီးလောင်တာကိုမြင်ကြတဲ့ခိုင်းသားတွေကလည်းတင်းဖုန်ရှိရာအဆောင်စီကိုရောက်လာပြီးစိတ်ပူနေခဲ့ကြပါတယ်။တင်းဖုန်ကတော့သူနဲ့အတူတောထဲကနေရာတနေရာကိုလိုက်ခဲ့ဖို့ခေါ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့တောထဲရောက်လို့တိတ်ဆိတ်တဲ့နေရာရောက်တဲ့အချိန်မှာတော့ဒီလူတွေအားလုံးကိုသူ့အပြစ်တွေကိုဝန်ခံလိုက်ပြီးဒီဘဝကနေလွတ်မြောက်နိုင်ဖို့ဆုံးဖြတ်ထားတာကြောင့်သူကမိစ္ဆာကိုင်းရဲ့ထိန်းချုပ်မှုကိုခံထားရတာဖြစ်ပြီးဂိုင်းသားပေါင်းရာရှိကိုလည်းသူ့လက်နဲ့ကိုယ်တိုင်ကိုယ်ကျတတ်ခဲ့တာဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါတော့တယ်။ဒါကိုသိသွားတဲ့ဂိုင်းကောင်းဆောင်တွေကလည်းအတော်လေးကိုစိတ်ဆိုးသွားခဲ့ပါတယ်။ဒါကြောင့်ဘာခုခံမှုမှမရှိတဲ့တင်းဖုန်ကိုတရားရုံးရှိသွင်းလိုက်ကြပါတော့တယ်။အဲ့နောက်မှာတော့သူ့ရဲ့အဖြစ်တွေကိုစစ်ဆေးပြီးတင်းဖုန်ရဲ့လက်ဆွဲတော်ဓာတ်ကိုလည်းဗုဒ္ဓစီမှာပြန်ပြီးအပ်ထားလိုက်ပါတော့တယ်။ဂိုင်းသားပေါင်းများစွာကိုတတ်ခဲ့တဲ့လက်နက်ဖြစ်တာကြောင့်ဖျက်ဆီးတဲ့နယ်လို့ဝိုင်းပြောနေခဲ့ကြပေမဲ့ချမှတ်ဂိုင်းရဲ့ခေါင်းဆောင်ကတော့ဒီလက်နက်ကိုဗုဒ္ဓရဲ့အရေးမှာပဲထားပြီးထိမ့်သိမ့်ဖို့ကိုပဲဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့တရခန့်ကိုခုမှတွေ့လို့မခံမရနိုင်ဖြစ်နေတဲ့တခြားဂိုင်းသားတွေအကုန်လုံးကတင်းဖုန်ကိုတတ်ဖို့အကြံပေးနေခဲ့ကြပေမဲ့တင်းဖုန်ကတော့သူ့အပြစ်တွေကိုပေးဆက်ဖို့အစဉ်သင့်ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့စီရင်ချက်အားလုံးချမှတ်ဖို့စက္ကန့်ပိုင်းအလိုမှာပဲချောင်ရီကရောက်လာခဲ့ပြီးတင်းဖုန်ရဲ့အပြစ်တွေကိုနားလည်ပေးလို့ရတဲ့အကြောင်းကြက်ကြလက်ကြရှင်းပြနေခဲ့ပါတော့တယ်။တင်းဖုန်ကမိစ္ဆာကိုင်းရဲ့ရှင်းချမှုကြောင့်ခိုင်းအားလုံးကိုရှင်းမုန်းခဲ့ရပြီးခုလိုမျိုးအပြစ်တင်ခံနေရတာဖြစ်တဲ့အကြောင်းအသက်ခံလာရတဲ့လူတွေကလည်းအပြစ်ကင်းစင်သူတွေမဟုတ်တဲ့အကြောင်းပြောပြလိုက်တာကြောင့်
ဖြောင်းမက်ခိုင်ကောင်းဆောင်ကတင်းဖုံကိုအမိန့်ချဖို့နောက်တရက်ရွှေ့လိုက်ပါတော့တယ်။တင်းဖုံကိုယ်တိုင်ကတော့ရှင်းရှင်းသာမရှိရင်သူ့ဘဝမှာအတိတ်ပဲမရှိတော့တာကြောင့်နောက်ဆုံးအနေနဲ့ရှင်းရှင်းကိုယ်တိုင်တင်ပေးခဲ့တဲ့တန်စင်လေးကိုတီးပြဖို့ရှောင်ယူယူတောင်းဆိုလိုက်ပါတော့တယ်။ဒီအချိန်မှာပဲလျှို့လော့ဆောင်ကရောက်လာခဲ့ပါတယ်။လျှို့လော့ဆောင်ကရှင်းရှင်းကိုဖြောင်းမက်ခိုင်သားတွေကလက်စားရှိဖို့အတွက်တက်လိုက်ပြီးဖြစ်တယ်လို့လိန်ပြောလိုက်ပါတော့တယ်။လျှို့လော့ဆောင်ရဲ့သွေးထိုးစကားတွေကြောင့်တင်းဖုံကတော်တော်လေးကိုစိတ်ရှုပ်သွားခဲ့ရပါတယ်။ဖြောင်းမက်ခိုင်ကလူတွေကဘာအပြစ်မှမရှိတဲ့တာမန်မင်းကလေးတယောက်ကိုတက်ပြစ်နိုင်လို့ယူကျုံမရဖြစ်ပြီးငိုနေခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့စိတ်နဲ့လူနဲ့မကပ်ဖြစ်နေခဲ့တဲ့အစုံခိုင်းတစ်ခုလုံးကိုတုတ်တင်ရှင်းလင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူကိုယ်တိုင်အသာတကြီးဝင်လာခဲ့တဲ့အကျဉ်းထောင်တွေကနေရှိသမျှအင်အားအကုန်ထုတ်ပြီးဖြောင်းမက်ခိုင်တစ်ခုလုံးရှိနေတဲ့ခမ်းမစီကိုထွက်လာခဲ့ပါတော့တယ်။ခမ်းမတွေရောက်တဲ့အခါမှာတော့တင်းဖုံရဲ့အပြစ်တွေနဲ့ပတ်သက်ပြီးဆွေးနွေးတိုင်ပင်နေခဲ့ကြပါတယ်။တင်းဖုံကတော့ဖြောင်းမက်ခိုင်တစ်ခုလုံးကရှင်းရှင်းကိုဂလက်စာရှိရှင်ုံတက်လိုက်ကြတယ်လို့ထင်နေခဲ့ပါတယ်။ဒါကြောင့်သူကိုယ်တိုင်ဗုဒ္ဓစီအပ်ထားခဲ့တဲ့လက်နက်ကိုပြန်ယူပြီးဂိုင်းတစ်ခုလုံးကိုတုတ်တင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အကြောင်းရင်းမရှိရုတ်တရက်ခက်ထန်သွားတဲ့တင်းဖုံကိုဖြောင်းမက်ခိုင်သားတွေအားလုံးကလည်းတအံ့တော်ကြည့်နေခဲ့ကြပါတယ်။တင်းဖုံရဲ့အဆုံးမဲ့စွမ်းအားတွေကိုလည်းလက်နေခဲ့ကြပါတယ်။တင်းဖုံကိုအကျိုးတင်အကြောင်းတင်ရှင်းပြနေခဲ့ပေမဲ့တင်းဖုံကတော့လက်မခံဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးတင်းဖုံကလည်းရရဆက်ဆက်ပတ်ဖြတ်တိုက်ခိုက်နေခဲ့ပါတော့တယ်။အကုန်လုံးရှင်းလင်းပြီးသွားတဲ့အခါမှာတော့မျက်စိမမြင်ပဲရိုင်းနဲ့ရှင်းရှင်းတယောက်ရောက်လာခဲ့ပါတော့တယ်။ဒီစီဇန်တွေအားလုံးကိုအကွက်ကြစီစဉ်ခဲ့တဲ့လူလော့ဆုံးကတော့ကျဉ်းနှံ့နေခဲ့ပါတော့တယ်။တင်းဖုံကတော့ရှင်းရှင်းကိုတွေးလိုက်ရချိန်မှာအရန်ထိတ်လန့်သွားပြီးရှင်းရှင်းရဲ့လက်ကိုတွဲပြီးဒီနေရာကနေအဝေးဆုံးကိုထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီဖြစ်ပျက်တွေအားလုံးကိုဘာပြဿနာမှမဖြစ်ချင်ပဲမိချင်အောင်ဆောင်နေခဲ့တဲ့တရားသူကြီးတဦးကြောင့်သိခွင့်ရခဲ့တာဖြစ်ပြီးအဲ့ဒီကစလို့တင်းဖုံနဲ့ရှင်းရှင်းတို့ကတိုင်းလောကကနေအပီးတိုင်ပြတ်ဆုံးသွားခဲ့တာပဲဖြစ်ပါတော့တယ်။